ဒီနေ့သမီးခင်ပြောပြပေးမယ့်ပုံမြင်လေးကတော့မိမိလေးရဲ့ဖက်နှက်လေးပဲဖြစ်ပါတယ်အခုပဲထုံးစံတိုင်းပဲဦးမလိုစိတ်မဖတ်တတ်တော့ပုံလေးကိုကြည့်ပြီးတော့ပြမှာပဲဖြစ်ပါတယ်မိမိလေးဟာဖက်နှက်တွေကိုအရန်ကြိတ်တာပေါ့သူ့ရဲ့အကြိတ်ဆုံးဖက်နှက်ကတော့ရှောက်စိန်ကြောက်လေးကတ်ထားတဲ့ဖက်နှက်လေးပဲဖြစ်ပါတယ်သူကအဲ့ဒီဖက်နှက်လေးကိုကြောင်းသွားလဲဝတ်တယ်စောင့်ရင်လဲဝတ်တယ်အဲ့ရင်တော့ဝတ်သေးတယ်တရက်မှာသူကသူ့ငယ်ချင်းနဲ့ဇာခွေးပါစောင့်နေလို့သူ့ဖက်နှက်တစ်ဖက်ကစိန်ကြီးကပြုတ်သွားတယ်အဲ့ချိန်မှာဖက်နှက်တစ်ဖက်ကနေပြီးတော့ပြုတ်သွားတဲ့စိန်ကြောက်လေးပြုတ်သွားတဲ့ဖက်နှက်လေးကိုပြောလိုက်တယ်စိတ်ဆိုးသွားတယ်စိတ်ဆိုးမျိုးပြောလိုက်တယ်နင်းကိုကြည့်ပါဦးနင်းကစုပ်ပြတ်တတ်နေပြီမိမိလေးကငါတို့ဒါမှန်းသိရင်ဇေရောမှပြန်ဝေးမှာမဟုတ်တော့ဘူးဘယ်ဘက်ကိုညဘက်ကအဲ့လိုပြောလိုက်တယ်ဘာဖြစ်လို့ပြောရလဲဆိုတော့မိမိလေးကမကြသေးဘူးသူ့ဖက်နှက်တွေကိုဆုံးပြလိုက်ရတယ်အဲ့ချိန်မှာဦးဖက်နှက်ကလာပြောတယ်နေတို့ကပုံစံအတူတိုင်းမဖြစ်နေပေမဲ့နေတို့နီးပုံစံတူပြန်ဖြစ်သွားအောင်လို့နီးလက်အစ်စ်တစ်ခုရှာမှဖြစ်မယ်လို့ပြောလိုက်တယ်အဲ့ချိန်မှာညာဘက်ကလည်းဦးဖက်နှက်ပြောတိုင်းပဲသူ့ရဲ့စိန်ကြောက်လေးကိုခါချလိုက်တယ်နောက်တော့သူတို့နှစ်ယောက်ကပုံစံတူတိုင်းပဲပြန်ဖြစ်သွားတော့တာပေါ့အဲ့ဒီမှာသူကနေပြီးမိမိလေးကနေပြီးသူ့ဖက်နှက်လေးနှစ်ခုပုံစံတူတိုင်းပြန်ဖြစ်နေအောင်တွေ့ပြီးအရန်ပျော်သွားတယ်သူကအရင်တိုင်းပဲသူ့ဖက်နှက်လေးကိုပြန်ဝေးတော့တာပေါ့ပုံမြင်လေးအောင်ဒါပဲကွယ်